အားလုံးပဲမင်္ဂလာပါဒီနေ့ကိုနေမကောင်းလို့ဆေးကမ်းပြခြင်းလေဆိုရင်ဒီအသုံးနှုန်းလေးတွေတတ်ထားဖို့လိုပါတယ်ပထမအနေနဲ့ခေါ်ဝေါ်တွေတီးဖို့လိုပါတယ် clinic ဆေးကမ်း clinic ဆေးကမ်း clinic ဆေးကမ်း by clinic ဆေးကမ်းသွားမယ် by clinic ဆေးကမ်းသွားမယ် by clinic ဆေးကမ်းသွားမယ်หมอဆရာဝန်หมอဆရာဝန်พยาบาลตุนาပြုพยาบาลตุนาပြုကိုဆေးကန်းသွားပြီးဆေးကန်းကိုရောက်ပြီးဆိုရင်ကောင်တာ reception ကိုကြည့်လိုက်ပါပြီးရင် reception ကိုသွားပါကိုယ့်ရဲ့စာအုပ်တွေ work permit တွေပေးပါနောက်တစ်ခုကစာအုပ်ယူလာဖို့မမေ့ပါနဲ့အရန်ကိုအရေးကြီးပါတယ် reception ရောက်တဲ့ခါကျရင်သူတို့ပြောတာရှိတဲ့စကားခေါ် เอกสารหน่อยစာရွက်စာတမ်းပေးပါขอเอกสารหน่อยစာရွက်စာတမ်းပေးပါขอเอกสารหน่อยစာရွက်စာတမ်းပေးပါเป็นอะไรมาဘာဖြစ်လာတာလဲ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 เป็นไข้ครับဖျားတာပါခင်ဗျလို့ပြောချင်တယ်ဆိုရင်เป็นไข้ครับဖျားတာပါခင်ဗျเป็นไข้ครับဖျားတာပါခင်ဗျปวดท้องครับไปนาโลบาခင်ဗျปวดท้องครับไปนาโลบาခင်ဗျปวดท้องครับဆိုရင်ไปนาโลบาခင်ဗျเปลี่ยนมากี่วันแล้วဖြစ်နေတာဘယ်နှစ်ရက်ရှိပြီလဲเปลี่ยนมากี่วันแล้วဖြစ်နေတာဘယ်နှစ်ရက်ရှိပြီလဲဒါအမေတွေပေါ့နော်ဒါဆရာမမေးတာပေါ့နော်ကိုကဒါဒီမှာပြန်ဖြေရမယ့်အလဲရောက်ပါပြီအကယ်၍3ရက်ရှိပြီဆိုရင်3วันแล้วครับ3ရက်ရှိပြီခင်ဗျ3วันแล้วครับ3ရက်ရှိပြီခင်ဗျ3วันแล้วครับ3วันแล้วครับ3ရက်ရှိပြီခင်ဗျကေဝိတပတ်ရှိပြီခင်ဗျလို့ပြောချင်တယ်ဆိုရင်1สัปดาห์แล้วครับ1สัปดาห์แล้วครับတပတ်ရှိပြီခင်ဗျ1สัปดาห์แล้วครับတပတ်ရှိပြီခင်ဗျ1สัปดาห์แล้วครับတပတ်ရှိပြီခင်ဗျကေဝိဆရာမကမေးပြီးရင်သူကဒီနားထိုင်ဆောက်ပါလို့ပြောလိမ့်မယ်နော်นั่งรอตรงนี้นะဒီနားထိုင်ဆောက်ပါนั่งรอตรงนี้นะဒီနားထိုင်ဆောက်ပါนั่งรอตรงนี้นะဒီနားထိုင်ဆောက်ပါပြီးတော့သူထိုင်ဆောက်ပြီးတော့ခဏလေးအကြာမှခေါ်လိုက်မယ်နော်တောင်ကကိုလည်းရောက်လာတဲ့အချိန်ကျရင်ဆရာမခေါ်လိုက်မယ်ပြီးရင်တွေးပေါင်ချိန်ဖို့ပေါ့နော်သူခေါ်လိုက်မယ်အဲ့ချိန်ကျရင်သူပြောမယ့်စကားချောင်းနမ်းနာဆိုရင်အလေးချိန်တိုင်းတာချောင်းနမ်းနာအလေးချိန်တိုင်းပါပေါင်ချိန်ပါချောင်းနမ်းနာချောင်းနမ်းနာပေါင်ချိန်ပါပြီးมีแพ้ยาไหมข้ามတဲ့တဲ့ဈေးရှိလားมีแพ้ยาไหมครับมีแพ้ยาไหมမတဲ့တဲ့ဈေးရှိလားมีแพ้ยาไหมမတဲ့တဲ့ဈေးရှိလားကေဝိရှိတယ်ဆိုရင်ရှိတယ်ပေါ့နော်မရှိဘူးဆိုရင်မရှိဘူးပေါ့ပြီးတော့
အောင်ပိုင်လပ်လောင်မိုင်းစေးစာယူမာလာဒါနောက်ဆုံးပြီးတဲ့ချိန်ကျရင်ဆရာမမေးလိုက်မယ်အောင်ပိုင်လပ်လောင်မိုင်းငွေရှင်းတဲ့ချိန်ကျရင်အောင်ပိုင်လပ်လောင်မိုင်းအောင်ပိုင်လပ်လောင်မိုင်းစေးစာယူမာလာ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 အောင်ခပ်ဆိုရင်ယူမယ်ခမရအောင်ခပ်ယူမယ်ခမရအောင်ခပ်ယူမယ်ခမရต้องฉิดยานะဆိုရင်စေးထိုးရမယ်နော်ต้องฉิดยานะစေးထိုးရမယ်နော်ต้องฉิดยานะစေးထိုးရမယ်နော်ต้องฉิดยานะစေးထိုးရမယ်နော်ยากินဆိုတာတောက်စီยากินတောက်စီยากินတောက်စီยาท่าဆိုတာလိန်စီยาท่าလိန်စီยาท่าလိန်စီพรุ่งนี้กลับมาอีกครั้งนะမနေ့ပြန်တစ်ခေါက်ပြန်လာခဲ့နော်พรุ่งนี้กลับมาอีกครั้งนะမနေ့ပြန်တစ်ခေါက်ပြန်လာခဲ့နော်พรุ่งนี้กลับมาอีกครั้งนะမနေ့ပြန်တစ်ခေါက်ပြန်လာခဲ့နော်พรุ่งนี้กลับมาอีกครั้งนะမနေ့ပြန်တစ်ခေါက်ပြန်လာခဲ့နော်ဟုတ်ကဲ့ပါဒီနေ့ကတော့ဒီလောက်ပါပဲခင်ဗျ